ကယ်တော့လွန်ခဲ့တဲ့နိုင်များစွာမှကလေးကကျွန်တော်ကတည်ဆုံးပြီးခဲ့ရသူပါအပြန်လမ်းမှာငိုကြွေးမိတဲ့မျက်ရည်ကအလားတုန်းကရွာခဲ့တဲ့မိုးရီတွေထက်တောင်ပိုအေးဆက်နေအောင်ပဲထင်ပါရဲ့ကော်ဖီဆိုင်လေးရဲ့မှာရှိနေတဲ့အချိန်ကစပြီးအဆောင်ပြန်ရောက်လို့အိတ်ရပေါ်လှည့်ပြီးတဲ့အချိန်ကိုဖုံးလေးဖွင့်ပြီးသူမစီကိုစာရီအချိန်ချင်းပို့နေမိတယ်ဒီပြီးအဲ့ဒီမှာရှိနေခဲ့တာလားရှိလို့သိနေတာပေါ့ဘာလို့ကျွန်တော်ကိုလာမတွေ့တာလဲရှက်လို့တကယ်ဆိုဒီထက်ရင်သီးနာကြီးတဲ့စကားလုံးတွေနဲ့ကျွန်တော်တုံ့ပြန်သိခဲ့ပါတယ်ဒါပေမဲ့ပြောမထွက်ခဲ့ပါဘူးကျွန်တော်တဏီကုံမဲ့အဲ့ဒီနေရာမှာရှိနေခဲ့တာသူတကယ်ကိုတောင်းပန်ပါတယ်နော်အမှန်တိုင်းပြောရရင်သူကဘယ်ယောက်ျားလေးနဲ့မှအပြင်မှာအဲ့လိုနှစ်ယောက်တည်းမတွေ့ဘူးတော့ရှက်လို့ပါကဲကျွန်တော်ဘလို့များစီဆိုးရမှာလဲဗျာရှက်လို့ဆိုတဲ့စကားတစ်ခုနဲ့ကျွန်တော်ကိုမိန်းကလေးတယောက်ကချိန်ကြာရှိအနာယူခဲ့ဘူးလေ